ဘယ်နေရာမှာပဲဖြစ်နေပါစေကမ္ဘာမြေပုံရဲ့ဘယ်ထောက်မှာပဲရနေပါစေကျွန်တော်တို့မြင်လိုက်ရတာကအဝါအစိတ်အနီကျယ်ပြူပါဝင်နေတဲ့မြန်မာနိုင်ငံအလံပါပဲပြိုင်ပွဲကဘယ်ပြိုင်ပွဲတွေဖြစ်နေပါစေလက်ဝှေ့ပွဲလားဘောလုံးပွဲလား e-sport ပြိုင်ပွဲတွေလားအခြားအားကစားပွဲတွေလားအမှုပညာဖန်တီးမှုတွေလားဘယ်လိုပြိုင်ပွဲတွေရှင်ပြိုင်နေပါစေသူကမြန်မာဆိုတဲ့အတီးတစ်ခုတည်းနဲ့တနိုင်ငံလုံးရဲ့ရင်ခုန်တန်းတမျိုးသားလုံးရဲ့အားပေးမှုတွေကပါဝင်လာတာပါပဲမြို့နယ်ရွာပြည်တွင်းမိဘဘယ်နေရာတွေဘလို့တွေကွာခြားနေပါစေရင်ထဲမှာတော့တူညီတဲ့စိတ်သက်မြန်မာဆိုတဲ့တွေးကစီးစင်းနေတာပါကိုလူမျိုးတွေကိုအလံနဲ့ဆိုရင်နိုင်ရမယ်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့တဆူတစည်းတဲ့အားပေးခဲ့ကြတယ်ကျွန်တော်တို့မြန်မာလူမျိုးတွေကဘလောက်ပဲရှုံးတွေပါစေကိုယ်နိုင်ငံကိုကိုစားပြုတဲ့ဘဒုမဆိုးယုံကြည်မှုချစ်ချင်းမြတ်တာအပြည့်နဲ့မင်းတို့နဲ့အတူတူငါတို့အားလုံးရှိတယ်ဆိုတဲ့ခံစားချက်မျိုးနဲ့အားပေးခဲ့ကြတယ်မင်းတို့ပင်ပန်းနေရင်စိတ်ပူကြမယ်ဒဏ်ရာရရင်နာကျင်ကြမယ်ရှုံးနေခဲ့ရင်ဝမ်းနေကြမယ်အနိုင်ရခဲ့ရင်တော့ကဘာပေါ်မှာအပျော်ရွှင်ဆုံးလူတွေဖြစ်သွားခဲ့ကြတယ်တခါတလေမှာမျောလင့်ထားလို့မဖြစ်ခဲ့ကြရင်ဟာကွာနောက်မကြည့်တော့ပါဘူးနောက်အားမပေးတော့ပါဘူးဆိုတဲ့စကားလုံးတွေထွက်လာခဲ့ကြပေမဲ့ဘလို့ပြိုင်ပွဲတွေထပ်လာခဲ့ပါစေအားပေးပြီးလက်ခုပ်ဝိုင်းတီးပေးခဲ့ကြတာပဲမင်းတို့အကောင်းဆုံးလုပ်ခဲ့ပြီးငါတို့အတွက်မင်းတို့ရဲ့စူးစမ်းမှုကအောင်ပွဲတစ်ခုပါပဲငါတို့အားပေးမှုဟာရလက်ကိုအခြေခံခဲ့တာမဟုတ်ပါဘူးစိတ်သက်စူးစမ်းမှုနဲ့မျိုးချစ်စိတ်ကိုအခြေခံခဲ့တာပါဒီလိုစီလုံးညီတို့စာအားပေးခဲ့တဲ့မြန်မာလူမျိုးတွေရဲ့စိတ်သက်ကနိုင်ငံရဲ့အလားပါဆုံးရတနာတစ်ခုပါပဲဘယ်ခေတ်တွေဘယ်ကာလတွေရောက်နေပဲစီဘယ်စင်မြင့်ပေါ်မှာပဲရှင်ပြန်မိပါစေမြန်မာအလံပါခဲ့ပြီဆိုရင်ငါတို့အားလုံးဟာတွေးသားပမာတဆူတစည်းတဲ့ဆိုတာမမေ့ပါနဲ့ဘယ်တော့မှအာမလျှော့ပါနဲ့အမြဲအားပေးနေပါတယ်ဖိုင်တင်မြန်မာဂုံဆောင်အားကစားသမားများအတွက်